Hello Cafe Memory နဲ့ပြန်လည်ကြိုဆိုပါရစေဒီတစ်ပတ်မှာတော့ Cortado ဆိုတဲ့ coffee လေးကိုလုပ်ပြပေးမယ် Cortado ဆိုတာကကြတော့ Spain ဘာသာစကား Corta ဖြတ်တောက်ထားတယ်လို့အဓိပ္ပာယ်ရတယ်ပေါ့လေအဲ့ကနေဆင်းသက်လာတယ် Portuguese စကားမှာဆိုလဲ Corta ဆိုတာကဖြတ်တာနဲ့အတူတူပဲပေါ့လေဒီ coffee လေးကိုတချို့လူတွေကဘာနဲ့မှားတတ်ကြတော့ဆိုတော့ flat white coffee နဲ့မှားတတ်ကြတယ် flat white နဲ့ဒီ Cortado ကနှစ်ခုလုံးကဒီခွက်အသေးလေးနဲ့ sauce လုပ်ကြတယ်ပေါ့လေအဲ့အချိန်မှာဆိုရင်ခွက်သေးတာချင်းစင်တဲ့အတွက်ကြောင့်မလို့တချို့လူတွေက flat white နဲ့ trolley အမှတ်မှားတက်ကြတယ်ပေါ့လေဒီ Cortado မှာကျတော့ espresso နဲ့ Nuano က 1-to-1 ratio သွားတယ်ပေါ့လေအထူးသဖြင့်ကျွန်တော်တို့က espresso double shot ကို Nuano 1-to-1 ratio နဲ့ပြန်ပြီးတော့ပြန် balance လုပ်ထားတယ်ပေါ့လေ flat white မှာကျတော့အလိုမဟုတ်ဘဲနဲ့ flat white ကကျတော့ Cortado တက်ဆိုင်ရင်အမောင့်လေးနည်းနည်းလေးများနေတယ်ပေါ့လေဟုတ်ပြီ Cortado ရဲ့ဘယ်လိုလုပ်လုံးဆိုတာလေးကိုကျွန်တော်အခုပြပေးမယ်တစ်ချက်ကြည့်ကြည့်အောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ coffee လေးအရင်ချပါမယ်ကျွန်တော် coffee ကိုတော့ 18 gram ထည့်ပြီးတော့ကျွန်တော် coffee အရည်ကို36 gram ချမယ်ပေါ့လေအဲ့ဒါမှကျွန်တော်တို့ Nuano နဲ့ပြန်ပြီးတော့ balance ပြန်လုပ်ပါမယ်ဒီမှာပါဒါကတော့ကျွန်တော်ရဲ့ handmade ခွက်လေးပါ coffee လေးကောင်းကောင်းလေးကြောက်အောင်အဲ့ဒါကို36 gram ချလိုက်မယ်ကော်ဖီလေးရပြီအဲ့ဆိုရင် Nuano steam လုပ်လိုက်Cortado အတွက်ဆိုရင် mic phone က cappuccino ချတဲ့အတိုင်းဒီ mic phone ကအရင်ထူနေလို့မရဘူးပေါ့လေကျွန်တော်တို့ဘာနဲ့သွားဆင်တယ်မို့ဆိုတော့ကျွန်တော်တို့လက်သေးချရင်သုံးတဲ့ mic phone လေးနဲ့ဆင်နေပေါ့လေဒီမှာကြည့်လိုက် Nuano နဲ့ phone ကတသားတည်းရှိနေရပဲပုံကတော့ပုံပေါ်တော့မသိကျွန်တော်ချကြည့်ပါမယ်ဟာသေးလေးတော့ရပါတယ်ဒါကတော့ Cortado လို့ခေါ်ပါတယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ညှိကြည့်အောင်တော်လေးမိုက်တယ်ကျွန်တော်တို့ espresso အခါကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေနေသေးတယ်အဲ့တော့မှ तू အခါတက်ကရနေသေးရဲ့ပေါ့လေ after take မှာဆိုလည်းအခါတက်ရနေသေးရဲ့ဒါပေမဲ့ဒီ Nuano ကပြန်ပြီးတော့ balance လုပ်ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီလုံးလုံး espresso လုံးလုံး intense bitterness ရတာမဟုတ်ဘဲနဲ့ဒီ balance ဖြစ်ပေါ့လေနည်းနည်းလေးအခါတက်လေးရော့နေတယ်သူ့ရဲ့သဘောအတိုင်းပဲပေါ့လေ Corta ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ခါးတိုင်းကို Nuano နဲ့ပြန်ပြီးတော့ဖြတ်ထားလိုက်တဲ့ design ပေါ့လေသူ့ရဲ့နာမည်အတိုင်းပဲပေါ့လေဟုတ်ပါပြီအဲ့ဒါဆိုရင် Cortado လေးကိုလောက်တော့ကြည့်ပါဒါမှမဟုတ်ရင်လည်းစိုက်မှာတွေ့ရင်လည်းမှားတောက်ကြည့်ပါအထူးသဖြင့် espresso ခါကြိုက်တဲ့သူတွေအတွက်ဆိုရင်ဒီကောင်လေးကိုမှားတောက်ကြည့်ဖို့ကျွန်တော်ကတော့တိုက်တွန်းပါတယ်ဟုတ်ပါပြီဗျာအဲ့ဒါဆိုရင်တော့ဒီလောက်ပါပဲနောက်နေ့မှတွေ့ပါမယ်အားလုံးပဲ peace အားလုံးပဲ peace ပါ